လွယ်လဲလကူပါတယ်ရိုးလဲရိုးရှင်းပါတယ်ဗျတက်စင်မီရဲ့ aircon ရဲ့ indoor photo ရဲ့ outdoor photo ရဲ့အဲ့ဒါလေးတွေကိုကျွန်တော်ဓာတ်ပုံရိုက်ပြီးသွားပြီဆိုတော့ねကျွန်တော်ရဲ့လှုပ်ဆောင်ချက်အားလုံးပြီးဆုံးသွားပါပြီဗျအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ First Aircon ကကိုရှမ်းချင်းနိုင်ရဲ့အိမ်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်အခုအိမ်မှာ MCG Aircon တွေကို installation ပြုလုပ်နေတယ်ဆိုတာသိရတဲ့အတွက်အခုအနေနဲ့ MCG ရဲ့ e-running found နဲ့ service application ကိုအသုံးပြုရတာအဆင်ပြေရလားလွယ်ကူရလားဆိုတာကိုမေးမြန်းသွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကိုမင်္ဂလာပါရှင်မင်္ဂလာပါဗျဟုတ်အခုနာမည်နဲ့ဆိုင်နာမည်လေးကိုမိတ်ဆက်ပေးပါအောင်ရှင်ကိုကျွန်တော်နာမည်ကတော့ချမ်းချင်းနိုင်ပါဗျဆိုင်ရဲ့နာမည်ကတော့ First Aircon service ပါဗျဟုတ်ကဲ့ကိုအခုအိမ်မှာ MCG ရဲ့ bell model လေးကိုတက်ဆင်နေရလဲရှင်ကျွန်တော် MCG နဲ့ Beta AFH ဝမ်မောင်းတိုက်လေးကိုတက်ဆင်နေတာပါဗျကဲကို MCG Aircon ကိုတက်ဆင်နေတာဆိုတော့ MCG ရဲ့ e-running found နဲ့ service application ကိုအသုံးပြုဖြစ်မှာပေါ့နော်အဲ့တော့အခုအနေနဲ့ MCG ရဲ့ e-running found နဲ့ service application ကိုအသုံးပြုရတာလွယ်ကူရဲ့လားအဆင်ပြေရဲ့လားဆိုတာလေးပြောပြပေးပါအောင်ရှင်ဟုတ်ပြပါတယ်ဗျလွယ်လဲလကူပါတယ်ရိုးလဲရိုးရှင်းပါတယ်ဗျ application လေးရလေဟုတ်ဟုတ်ကဲ့ကိုအဲ့ဒါဆိုလို့ရှိရင်အခု e-running found နဲ့ဒီ MCG ရဲ့ service application ကိုအသုံးပြုတဲ့အချိန်မှာတွေ့ရတဲ့အတွေ့အကြုံလေးပြောပြပေးပါအောင်ရှင်ဟုတ်အဓိကတော့ကျွန်တော် e-running found အရင်ဖြည့်ရတာပေါ့နော် e-running found ဖြည့်မယ် e-running found ဖြည့်ပြီးတဲ့အချိန်ကျကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ကျွန်တော် Indo Auto မှာချက်ဖာပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်တို့က second ဖတ်ဆရာမလိုဘူးပေါ့အဓိက Indo Unit နဲ့ Auto Unit မှာပါတဲ့ဘာကုတ်တွေကိုတော့ second ဖတ်ကြတာပါဗျအဲ့ဒါပြီးကြမှာကျွန်တော်တို့က service အထဲကိုဝင်ပြီးကျွန်တော်တို့ဖြည့်ရတာပါဗျဟုတ်ကဲ့ကို service application အသုံးပြုနေကြောင်းလေးပြောပြပေးပါအောင်ရှင်ဟုတ်ဗျကျွန်တော်ဖုန်းထဲကို e-running found လေးကြာလာပြီဆိုတာနဲ့ကျွန်တော် service application နဲ့ကိုဝင်ပြီး ID နေရာမှာကျွန်တော်တို့က ID နံပါတ်ကိုဖြည့်ရင်ဖြည့်မဖြည့်ဘူးဆိုရင်ကျူဟာလေးပြန်ဖတ်ပေးလိုက်အောင်ပါပဲဗျဖတ်ပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဖုန်းထဲမှာအရင်ဖြည့်ပြီးသား e-running မှာဖြည့်ပြီးတဲ့အချက်လက်တွေတော်တော်များများပြန်ကြာလာပြီဗျကျွန်တော်ထပ်ပြီးလှုပ်ဆောင်ပေးရမယ့်ဟာကျတော့ Indo barcode ကိုကျွန်တော်က second ပြန်ဖတ်ပေးရမယ် Auto barcode ကို second ပြန်ဖတ်ပေးမယ်ပြီးတော့ကျွန်တော်တို့ပေါ့ installation လုပ်ပြီးသားပေါ့တက်စင်ပြီးတဲ့ aircon ရဲ့ Indo photo ရဲ့ Auto photo ရဲ့အဲ့ဒါလေးတွေကိုကျွန်တော်ဓာတ်ပုံရိုက်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ရဲ့လှုပ်ဆောင်ချက်အားလုံးပြီးဆုံးသွားပါပြီဗျဟုတ်ကဲ့ကိုဒါဆိုလို့ရှိရင်တော့ MCG ရဲ့ e-running found နဲ့ service application ကိုအသုံးပြုတဲ့အတွက်ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုပြောပြပေးပါအောင်ရှင်ဟုတ်customer တွေအနေနဲ့ကတော့ကျွန်တော်တို့ running cap ပျောက်ဆုံးသွားတယ်ဆိုရင်တော့ e-running found ဖြည့်ထားတဲ့အတွက်ကျွန်တော်တို့အကျိုးခံစားခွင့်တွေကတော့ဆက်လက်ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ installer ကြီးတွေအနေနဲ့ကတော့ဘာတွေရရှိမလဲဆိုတော့မြန်မာ classic glue တွေကလုပ်တဲ့ promotion တွေမှာကျွန်တော်တို့အကျိုးခံစားခွင့်တွေရရှိမယ်ပြီးတော့ကျွန်တော်တို့ဒီပေါ့ install လုပ်ခဲ့တဲ့မှတ်တမ်းတွေကိုလည်းကျွန်တော်အချိန်မီပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဗျအခုလိုမျိုးပြည့်ပြည့်စုံစုံဖြေချပေးသွားတဲ့ First Aircon ကကိုရှမ်းချင်းနိုင်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ Technician တို့အနေနဲ့လည်းအခုလိုမျိုးအကျိုးခံစားခွင့်တွေအပြည့်အဝရရှိစေဖို့အတွက် MCG ရဲ့ e-running found နဲ့ service application ကိုအသုံးပြုဖို့ဒီကနေ့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။